ဒီတစ်ခါပြောမယ့်အကြောင်းအရာက main ကလေးတွေရဲ့ပေါ့နော်ခန္ဓာကိုယ်ပိုင်းမှာလှပမှုအတွက်ကိုပြောပြထားတယ်အဲ့ဒါဘာလဲဆိုတော့ main ကလေးဆိုတာလည်းအဓိကပေါ့နော်ခန္ဓာကိုယ်ကိုယ်လုံးကိုယ်ပေါက်လေးကအမှုအမောက်အကွေ့အကောက်လေးလှနေမှာပေါ့နော်ဒါကြည့်လို့ကောင်းတာဒီတော့ဒီလိုမျိုးဒီပေါ့နော်အမှုအမောက်တွေနဲ့ပတ်သက်ပြီးပြောပြမှာပေါ့နော်ဒါဘာလဲဆိုတော့ကိုယ့်ရဲ့တဲမှာဖော်ပြထားတယ်ဒါရင်သားတွဲကြတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါနဲ့ပတ်သက်ပြီးပြောပြထားတယ်ဒီတော့ရင်သားတွဲကြတာကိုဒါပေါ့နော်ကိုယ်အနေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့ပေါ့နော်ကိုယ်အနေနဲ့ဒါလေ့ကျင့်ခန်းအနေနဲ့အတူပြန်ပြီးဒါပြုလုပ်မလဲပေါ့နော်အဲ့အကြောင်းလေးလည်းပြောပြထားတယ်ဒီတော့ဘာလဲဆိုတော့ဒီ main ကလေးဆိုတာကတော့ရင်သားတွဲတယ်ဆိုတာကတော့ဒါမကြိုက်ကြဘူးပေါ့နော်တင်းတင်းရင်းလေးနဲ့ရင်သားလေးကလှပနေမယ်ဆိုရင်ဒါကိုယ်ဝတ်လိုက်တဲ့အတွင်းခံလည်းအဆင်ပြေတယ်အဲ့ဒီအပြင်အပေါ်နေထုတ်ဝတ်တဲ့အင်ဂျီအတွက်ကိုလည်းပို့ပြီးတော့လည်းဒါပေါ့နော်အလှပို့စေတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒါပေါ့နော်တင်းရင်းတဲ့ရင်သားသက်ဆုံးဖြစ်ဖို့ရနောက်ပြီးရင်သားတွဲကြမှုကင်းဖို့အတွက်ကိုဘာတွေပြုလုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေဒါတော့ပထမဆုံးပြောထားပါလဲဆိုတော့အယူအဆလေးပေါ့နော်ရင်သားကြီးတာကရင်သားကိုတွဲကြစေတာလားဆိုပြီးတော့ပြောကြတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့တို့တွေပေါ့နော်ထင်ကြတာကရင်သားကြီးတဲ့အခါမှာရင်သားတွဲကြမယ်ရင်သားသေးတယ်ဆိုရင်တော့တွဲကြမှုမရှိဘူးပေါ့အဲ့ဒါမဆိုင်ဘူးတဲ့ဘာလို့ဆိုရင်သားကြီးတာသေးတာနဲ့ရင်သားတွဲကြနေတာလုံးဝမဆိုင်ဘူးတဲ့အဓိကရင်သားဆိုတာသူကကြွက်သားတစ်မျိုးပဲအဲ့ဒီကြွက်သားမှာဆိုရင်တို့တွေပေါ့နော်အကယ်ဝလာတဲ့အခါမှာဆိုရင်ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာဆိုရင်အစီတွေတိုးလာတယ်ပေါ့နော်အစီပိုဖြစ်လာတယ်အဲ့ဒီအစီတွေကရင်သားမှာသွားပြီးစုနေနိုင်တယ်အဲ့လိုစုတဲ့အခါမှာရင်သားကကြွက်သားတွေကတင်းတင်းရှိနေမယ်ဆိုရင်တော့ရင်သားကတော့တင်းနေမယ်အဲ့လိုမဟုတ်ဘူးကြွက်သားတူးတဲ့ထက်ကိုအစီတူးတယ်ပိုများနေမယ်ဆိုရင်တော့ဒါရင်သားတွဲကြမျိုးဖြစ်တတ်တယ်ပြီးတော့ပိန်နာဝါတာရင်သားသေးတာကြီးတာနဲ့မဆိုင်ဘူးအစီပိုများမယ်ဆိုရင်အဲ့ရင်သားတွဲကြမှာတဲ့ပြီးတော့အဲ့အတွက်ကြောင့်လေ့ကျင့်ခန်းလုပ်ပေးရတာပေါ့နော်အဲ့အတွက်ကြောင့်ရင်သားကြီးတာတွဲကြတာတို့ရင်သားသေးမှရင်သားကျစ်တာတို့ဒါမျိုးတွေတော့မဟုတ်ပါဘူးတဲ့နောက်တစ်ခုကဘာလဲဆိုတော့လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်ရင်သားသေးတယ်ဆိုပြီးချို့ပြောကြတယ်ပေါ့ပြောကြတာလေ့ကျင့်ခန်းလုပ်တယ်ဆိုရင်လည်းအသားတွေကျစ်သွားမယ်ကျစ်သွားတဲ့အခါကျရင်ကိုယ့်ရင်သားတွေသေးသွားလိမ့်မယ်ဆိုရင်မလုပ်ကြဘူးလေမလုပ်ကြဘူးပေါ့ခါမှလည်းသေးသွားမယ်ဆိုဟုတ်တယ်အဲ့လိုထင်ကြတာပေါ့နော်တကယ်တော့လေ့ကျင့်ခန်းလုပ်တာနဲ့ရင်သားသေးတာကြီးတာနဲ့ဆက်ဆက်မှုမရှိပါဘူးတဲ့ဒါပေမဲ့လေ့ကျင့်ခန်းပြုလုပ်လိုက်တဲ့အခါကျရင်ကိုလေ့ကျင့်ခန်းလုပ်ရင်လုပ်တယ်လို့ပဲခန္ဓာကိုယ်ပို့ပြီးတော့လှမကြည်ကောင်းစေတယ်အရွယ်တင်ပြီးတော့နှုတ်ပြိုစေတယ်အရွယ်ပို့ငယ်သွားသလိုပေါ့အဲ့လိုမျိုးဖြစ်စေတယ်တဲ့ဒါပေမဲ့လေ့ကျင့်ခန်းလုပ်တဲ့အခါမှာဆိုရင်အဓိကတော့ရင်သားမှာခုနရင်သားတွဲကြရဆိုတာအစီပွေရှိလို့လေလေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါမှာအစီပွေလောင်ကျွမ်းသွားရောလောင်ကျွမ်းတဲ့အခါမှာဆိုရင်ကိုယ့်ရင်သားကြစ်လေးလေးနဲ့လှပနေတယ်ဒီတော့ရင်သားဆိုတာသေးမလှတာမဟုတ်ကြီးမလှတာမဟုတ်ကြစ်လေးနဲ့လှပနေမယ်ဆိုရင်ခန္ဓာကိုယ်မှာဘယ်အင်ဂျီပဲပို့အဆင်ပြေနေမှာတဲ့အဲ့အတွက်ကြောင့်ပေါ့နော်လေ့ကျင့်ခန်းလုပ်တာကြောင့်ရင်သားသေးသွားတယ်ဆိုတာတော့မဟုတ်ပါဘူးဆိုပြီးပြောပြထားတယ်ပေါ့နော်နောက်တစ်ခါပါလဲဆိုတော့ကိုယ်လေးချိန်များတာကိုယ်လေးချိန်များမယ်ဆိုရင်လည်းကိုယ့်ရင်သားမှာအစီတွေများမယ်အဲ့ခါကျရင်သားတွဲကြတာလို့ဖြစ်နိုင်တယ်အဲ့အတွက်ကြောင့်ကိုယ်လေးချိန်ကိုတက်နိုင်နေမှာလေ့ကျင့်ခန်းနဲ့ပေါ့နော်ပြုလုပ်ပြီးတော့ short ချပြီးပါဆိုပြီးပြပြထားတယ်။နောက်ဘာလဲဆိုတော့လေ့ကျင့်ခန်းလုပ်တဲ့အခါမှာဆိုရင်လည်းတစ်ခုရှိသေးတာဘာလဲဆိုတော့ဒီလေ့ကျင့်ခန်းဝတ်စုံဝတ်တဲ့အခါမှာမှန်မှန်ကန်ကန်ရှိဖို့လည်းရေးကြည့်သေးတယ်။တို့တွေလေ့ကျင့်ခန်းဝတ်စုံဝတ်တဲ့အခါမှာဆိုရင်အဓိကပြေးတာတို့ကြိုးခုံတာတို့နောက်စပိန်စီတာတွေဒီလိုလေ့ကျင့်ခန်းမျိုးလုပ်တဲ့အခါမှာခုံပေါက်နေရလေ့ကျင့်ခန်းဖြစ်တဲ့အတွက်ကြောင့်နဲ့ဒီလိုမျိုးခန္ဓာကိုယ်ရဲ့တကူလုံးလှုပ်ရှားနေလေ့ကျင့်ခန်းဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ရင်သားအတွက်အကောင်းဆုံးအထောက်ပံ့ပေးနိုင်မဲ့အတွင်းခံကိုတော့ဝတ်ဆင်ထားဖို့လိုအပ်တယ်တဲ့။အဲ့လိုမှမဟုတ်ဘူးကိုယ့်ရဲ့ရင်သားနဲ့ fit ဆက်ဖြစ်တဲ့အတွင်းခံတွေဝတ်ထားမယ်ဆိုရင်ကိုယ့်ရဲ့ရင်သားပုံပြတ်သွားမျိုးဒါမျိုးဖြစ်တတ်တယ်ပေါ့နော်အဲကြောင့်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လေကိုယ့်ရဲ့ဒီပေါ့နော်ဟိုရင်သားရဲ့ site အတိအကျပေါ့နော်ဒါ fit site ဖြစ်မဲ့ဒီလိုမျိုးအတွင်းခံမျိုးဒါမျိုးဝတ်ဆင်ပြီးတော့မှလေ့ကျင့်ခန်းလုပ်ပေးပါနောက်တစ်ခုကဒီပေါ့နော်ရင်သားတွဲကြနေပတ်သက်ပြီးတော့ vitamin C နဲ့ B ချို့တဲ့ရင်လည်းဖြစ်တတ်တယ်တဲ့အဲဒီကပေါ့နော် vitamin C နဲ့ vitamin B ချို့တဲ့မယ်ဆိုရင်ကိုယ့်ရဲ့ရေပြားနဲ့နောက်ပြီးတော့ကြွက်သားအပေါ်မှာတက်ရောက်မှုမရှိတော့ဘူးတဲ့အဲ့အတွက်ကြောင့်ဒါဖြည်းဖြည်းနဲ့အသားရည်တွဲကြရင်လည်းရင်သားတွဲတာမျိုးဖြစ်တတ်တယ်ပေါ့ဒီတော့ဖြစ်နိုင်မယ်ဆိုရင်တော့အသက်30နောက်ပိုင်းမှာဆိုရင် vitamin C ဓာတ်နဲ့ vitamin B ဓာတ်ပို့ပေါ့နော်ကိုအနေနဲ့အစားအသောက်ကနေတစ်ဆင့်ရောဒါဆေးဝါးမိဝဲတာဖြစ်ဖြစ်အဲ့လိုမျိုးတော့မိဝဲပေးတဲ့နယ်ဖြစ်ဆက်ပေးတဲ့နယ်ဆိုပြီးပြောပြထားတယ်နောက်ဆုံးတစ်ချက်ပါလဲဆိုတော့ကိုဝင်ဆောင်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုဝင်ဆောင်မိခင်တွေအနေနဲ့နှုတ်တိုက်မိခင်တွေအနေနဲ့ဆိုရင်တော့ဒါရင်သားတဖြည်းဖြည်းနဲ့အရွယ်စားကြီးတာမျိုးဒါမျိုးဖြစ်လာတတ်တယ်ပေါ့နော်ဒီတော့အဲ့ဒါပါလဲဆိုတော့လေ့လာမှုတွေအရဆိုရင်မိခင်ရဲ့ရင်သားတွေလှုပ်ရှားမှုများတဲ့အတွက်ကြောင့်အခုလိုမျိုးရင်သားတွဲကြလာတာပါတဲ့ပုံမှန်လေ့ကျင့်ခန်းလေးလည်းလုပ်မယ်မှန်ကန်တဲ့နှုတ်တိုက်ပုံစံမျိုးလေးနဲ့ကိုအနေနဲ့ဒါပြုတ်လောက်သွားပေးမယ်ဆိုရင်တော့ဒါပေါ့နော်ပြောမယ်ဆိုရင်ကလေးကိုပေါ့နော်နှုတ်ကြိုဘလောက်ပဲတိုက်ကြွေပေါ့နော်ကိုယ့်ရဲ့ရင်သားကတော့ဒါပြောမယ်တင်းတင်းရင်းနဲ့လှပနေမှာတဲ့အဓိကတော့လေ့ကျင့်ခန်းပဲလိုတာပါဆိုပြီးပြောပြထားတယ်ပေါ့နော်အခုနောက်ပိုင်းမှာဆိုရင်တော့ရင်သားနဲ့ပတ်သက်ပြီးတော့ဆေးလိမ့်တာတွေဒါမျိုးတွေလည်းအများကြီးရှိတယ်တကယ်တော့အဲ့ဒါတွေကလည်းခက်ခဏပဲတကယ်လောက်ရမှာလေ့ကျင့်ခန်းပဲလေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့သူ့ဘာသူ့ရဲ့ခန္ဓာကိုယ်မှာဆိုရင်သူ့နဲ့လိုက်ဖက်တဲ့ရင်သားကကြစ်နဲ့လှနေမှာပဲပေါ့နော်ဟုတ်တယ်အဓိကဒီရင်သားတင်းတင်းရင်းဖြစ်တယ်ဆိုလို့ရှိရင်ခုနပြောသလိုပေါ့နော်သေးချင်းကြီးချင်းနဲ့တော့မဆိုင်ဘူးသူကဝတ်တာအချိုးကျပြီးတော့လုံးဝလှနေမှာဒါပဲဖြစ်ဖြစ်လေ့ကျင့်ခန်းလုပ်တာအကောင်းဆုံးပါပဲကဲအဲ့ဆိုခဏနာမယ်နော်ထပ်ပြီးတင်ဆက်ပေးစရာအကြောင်းအရာရှိပါသေးတယ်အခု
တော့ခေတ်သစ်ပြုံမေအစီအစဉ်ဒီမှာခဏလေးနားအောင်မယ်နော်